CEO တဦးဟာသူ့သားကိုပထမဆုံးအကြိမ်သူနဲ့အတူအလုပ်ကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့သားကသူငယ်တန်းကျောင်းမတက်ဘဲရှောင်နေလို့အပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့အတွင်းရေးမှူးအဖြစ်လုပ်ခိုင်းခဲ့တာပါ။ CEO ကသူ့သားကိုဒီစာရွက်ကိုငါးဆောင်သွားပုံနှိပ်လိုက်ဆိုတဲ့အလုပ်တစ်ခုပေးခဲ့ပေမဲ့ကောင်လေးကရုံးခန်းထဲရောက်တာနဲ့အံ့အားသင့်သွားခဲ့ပါတယ်။ဘယ်မှာပရင်နာရှိမှန်းကိုသူမသိခဲ့ပါဘူး။ပိုဆိုးတာကတော့ပေးလိုက်တဲ့စာရွက်တစ်ရွက်လုံးပျောက်ဆုံးသွားခဲ့ပါတယ်။ CEO သိတဲ့အခါသူ့သားကိုချက်ချင်းအလုပ်ထုတ်ပစ်လိုက်ပါတယ်။ကောင်လေးလည်းချက်ချင်းငိုချလိုက်ပါတယ်။ CEO ကလူကြီးတွေရဲ့အလုပ်ကမလွယ်ဘူးမဟုတ်လား။ကလေးတစ်ယောက်ရဲ့အလုပ်ကတော့တငယ်တန်းတက်ဖို့ပဲလို့ပြောပြီးသားကိုညင်သာစွာနှစ်သိမ့်ပေးခဲ့ပါတယ်။နောက်ဆုံးတော့ကောင်လေးလည်းသူ့အမားကိုသဘောပေါက်သွားပြီးသူ့ကိုကြောင်းပို့ပေးဖို့ဖခင်ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ CEO ကငင်းဆန်ခဲ့ပြီးမနှက်ဖြန်ကြမှကြောင်းတက်ဖို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေ့ဟာသူ့သားလေးရဲ့မွေးနေ့ဖြစ်နေလို့ပါပဲ။အဲ့ဒီနောက်သူဟာကွယ်လွန်သွားတဲ့ဇနီးတဲ့ရဲ့ brooch ရင်ထိုးလေးကိုသားရဲ့ရင်ဘတ်မှာတက်ဆင်ပေးခဲ့ပါတယ်။ brooch ကိုမြင်လိုက်ရတဲ့အခါကောင်လေးဟာသူ့အမေကိုချက်ချင်းသတိရသွားပါတယ်။မကြခင်မှာပဲ CEO ကသူ့သားကိုမွေးနေ့လက်ဆောင်ဝယ်ပေးဖို့ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးက brooch ကိုပျောက်ဆုံးသွားခဲ့ပါတယ်။ထို့နောက်သူကအမျိုးသမီးတဦးရဲ့ရင်ဘတ်ပေါ်မှာ brooch ကိုမြင်လိုက်ရပြီးသူ့ဟာလို့ထင်မှတ်ခဲ့ပါတယ်။ဒါကြောင့်သူကအမျိုးသမီးကိုပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးက brooch ကသူမရဲ့ဟာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။အမျိုးသမီးကညှင်းဆန်နေတာကိုမြင်တော့ CEO ကစူပါမားကတ် CCTV မှတ်တမ်းကိုအတူတူကြည့်ဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကသူ့သမီးလေးရဲ့မွေးနေ့ကိုကျင်းပဖို့ရှိနေတာကိုသတိရသွားတာကြောင့်ချက်ချင်းညှင်းဆိုခဲ့ပါတယ်။သူတို့စကားများနေတော့မှကောင်လေးက brooch ကိုသူ့အိတ်ကပ်ထဲမှာတကယ်တွေ့သွားခဲ့ပါတယ်။ CEO လည်းချက်ချင်းပဲကြောင်တောင်ဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီ brooch ကသူ့ဇနီးဒီလက်နဲ့လှုပ်ထားတာပါ။အဲ့ဒါဆိုဘာလို့အဲ့ဒီအမျိုးသမီးမှလည်းအတူတူပဲရှိနေရတာလဲ။သူမနောက်ကိုလိုက်သွားဖို့ပြင်ဆင်လိုက်ချိန်မှာပဲအမျိုးသမီးဟာပျောက်ကွယ်သွားပြီဖြစ်ကြောင်း CEO သဘောပေါက်လိုက်ပါတယ်။သူဟာဒီအမျိုးသမီးနဲ့လုံးဝလမ်းမဆုံနိုင်တော့ဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့အဲ့ဒီအမျိုးသမီးဟာသူ့သမီးလေးကိုကြောင်းပို့ပြီးနောက်မိတ်ကပ်လိမ့်ဖို့အချိန်မရလိုက်တာကြောင့်သူမတယောက်တည်းရှိနေတယ်လို့ထင်မှတ်ပြီးကားပြတင်းပေါက်ကိုမှန်အဖြစ်အသုံးပြုကာမိတ်ကပ်လိမ့်ခဲ့ပါတယ်။ကားထဲမှာရှိနေတဲ့ CEO ကသူမနှုတ်ခမ်းနေလိမ့်နေတာကိုရုတ်တရက်မြင်လိုက်ရပါတယ်။သူဟာကားမှန်ကိုချက်ချင်းလိမ့်ချလိုက်ပါတယ်။အမျိုးသမီးလည်းအယမ်းရှက်ရွံ့သွားခဲ့ပြီးချက်ချင်းထွက်သွားချိန်ခဲ့ပါတယ်။ဒါပေမဲ့မတော်တဆချော်လဲကျသွားခဲ့ပါတယ်။ brooch နဲ့ပတ်သက်တဲ့အမှန်တရားကိုဖော်ထုတ်လိုတဲ့ CEO ကသူမကိုပထမဆုံးတောင်းပန်ခဲ့ပါတယ်။သူမရဲ့အဆက်အသွယ်အချက်လက်ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။ဒါကြောင့်သူကကားပေါ်ကအစင်းရာကိုလက်ညှိုးထိုးပြခဲ့ပါတယ်။အမျိုးသမီးလည်း CEO ကရော်ကြေးတောင်းပါကိုကြောက်ပြီးစိတ်ပူသွားခဲ့ပါတယ်။ဘာမှမတတ်နိုင်တဲ့အဆုံးသူမဟာသူ့ရဲ့အဆက်အသွယ်အချက်လက်ကိုကားပေါ်မှာကပ်ပေးခဲ့ရပါတော့တယ်။